1946 ခုနှစ်ကနယူးယောက်မြို့စွန်ကဆင်းရဲသားရပ်ကွက်တစ်ခုမှာတစ်ချိန်မှာအမှုပညာလောကမှာဒိတ်ဒိတ်ကျဲအောင်မြင်ကျော်ကြားလာမဲ့ကလေးတယောက်ကိုမွေးဖွားခဲ့ပါတယ်။သူ့နာမည်ကစတာလုံးပါ။မွေးဖွားတဲ့အချိန်ညက်နဲ့ခက်ခက်ခဲခဲဆွဲထုတ်ပြီးမွေးဖွားခဲ့ရလို့ညဆွဲတဲ့ဒဏ်ချက်ကြောင့်စတာလုံးဟာပါတချံရွဲ့သွားခဲ့ပါတယ်။ဒါကြောင့်စကားပြောတဲ့အခါသိမ့်မပြီးပါဘူး။ပါတချံရွဲ့နေလို့စတာလုံးဟာတခြားကလေးတွေရဲ့စားနောက်လောင်ပြောင်တာတွေကိုအမြဲခံခဲ့ရပါတယ်။ဖခင်ဖြစ်သူကလည်းအရက်မူးလာတိုင်းသူ့ကိုမိုချိုးညစ်ချိုးပြောလေးရှိပါတယ်။ဖခင်ဖြစ်သူကတော့နှိမ်ချဆက်ဆံတာခံရတဲ့ကလေးတယောက်ရဲ့ရင်ထဲမှာဘလောက်ထိစိတ်ဒဏ်ရာတွေရသွားနိုင်လဲစဉ်းစားကြည့်ရင်သိနိုင်ပါတယ်။ဒါပေမဲ့သူဟာတာမန်ကလေးတယောက်မဟုတ်ပါဘူး။သူကအဲ့ဒီအရာကိုသူ့ဘဝတိုးတက်ဖို့အတွက်လောင်စာအဖြစ်သုံးလိုက်ပါတယ်။မိမိကိုစော်ကားသူတွေကိုပြန်လဲချိပခြင်းမပြုခဲ့ပေမဲ့ရင်ထဲမှာတော့ငါ့ကိုချိုးနှိမ်သူတွေထက်အဆတရာမကတာတဲ့ဘဝကိုရောက်စေရမယ်လို့အမြဲကြုံဝါလေးရှိခဲ့ပါတယ်။စတာလုံးမူလာတန်းចောင်းသားဘဝမှာပဲသူ့မိခင်ဟာအမြဲအရက်မူပြီးရန်ကားနေတတ်တဲ့ငမူးသမားယောက်ျားရဲ့ဒဏ်ကိုတိမခံနိုင်တဲ့အဆုံးကွာရှင်းလိုက်ပါတော့တယ်။ပြီးတော့အရက်ကိုစိတ်နာတဲ့ကြားကပဲစားတော့ဆိုင်တွေမှာအရက်သမားတွေကိုအခန့်ဖြော်ပြတဲ့အလုပ်တွေလုပ်ရင်းစတာလုံးတို့ညီကိုကျွေးမွေးဆောင်ရှောက်ခဲ့ပါတယ်။အမှုသမားတွေရဲ့ထီကဘာကြီးကဘာလောက်တာကိုတီးခံပြီးစားတော့ဆိုင်မှာအခန့်ဖြော်ပြတဲ့အလုပ်နဲ့ဘဝကိုယဉ်ပြီးရှာကျွေးနေတဲ့မိခင်ကြီးကိုကြည့်ပြီးစတာလုံးရဲ့ရင်ထဲမှာဝမ်းနဲ့စိတ်မကောင်းဖြစ်နေခဲ့ပါတယ်။အမှုပညာပိုးပါတဲ့သူဟာတနေ့မှာကဘာကျော်မင်းသားဘဝနဲ့ဂျေဇူးပြန်ဆက်နိုင်ရမယ်ဆိုတဲ့ခံစားချက်တွေဖြစ်ပေါ်လို့နေပါတယ်။ဒါပေမဲ့အလေတန်းចောင်းသားဘဝမှာပဲလူငယ်ပြုပြင်ရေးဂေဟာလို့အမည်တပ်ထားတဲ့ကလေးချင်းတောင်ကိုရောက်ရှိသွားခဲ့ရပါတယ်။ဘာကြောင့်လဲဆိုတော့သူ့ညီကိုဝိုင်းထိုးကြိတ်တဲ့လူငယ်တတိုက်ကိုပြင်းပြင်းထန်ထန်လက်တုပ်ပြန်လိုက်မိတဲ့အတွက်ကြောင့်ပါလူကသာအချင်းတောင်ထဲမှာဆိုပေမဲ့သူ့ရဲ့ကဘာကျော်မင်းသားဖြစ်ရမယ်ဆိုတဲ့ပြင်းပြတဲ့ဆန္ဒကတော့နည်းနည်းမှမလျော့သွားခဲ့ပါဘူး။ဒါကြောင့်စတာလုံးဟာအချင်းတောင်ထဲမှာပဲကိုခံပညာမျိုးစုံကိုသင်ယူပါတော့တယ်။ပါတချံရွဲ့နေလို့မျက်နာမလှပပေမဲ့ပြုပြင်လို့ရတဲ့ခန္ဓာကိုယ်ကိုကြစ်လစ်လှပအောင်ကာယလေ့ကျင့်ခန်းတွေအပြင်းထန်လုပ်ပါတော့တယ်။လူငယ်ပြုပြင်ရေးအချင်းစခန်းကထွက်လာချိန်မှာတော့သူသိချရတဲ့မိခင်နဲ့ညီလေးကိုတွားရှာခဲ့ပါတယ်။ရှာမတွေ့တော့လို့စတာလုံးတယောက်နှလုံးသားတွေကြေကွဲသွားပါတော့တယ်။နောက်တော့အားပြန်တင်းကသူ့ရဲ့မင်းသားဖြစ်ရမယ်ဆိုတဲ့ဆန္ဒကိုတော့ကွဲကြေမခံတော့ပဲကုံတင်ကုံချအလုပ်ကိုလုပ်ပြီးဘဝကိုတူရီဆက်လက်လျှောက်လန်းပါတော့တယ်။ညမှာကုံထမ်းပြီးနေ့ဘက်မှာတော့ကြည်ထားတဲ့ရုပ်ရှင်တွေတဲကသေုပ်ဆောင်ခွက်တွေကိုဇွဲရှိရှိနဲ့လေ့ကျင့်ပါတော့တယ်။ပြီးရင်သူ့ရဲ့အမာခံပရိသတ်တွေဖြစ်တဲ့ကုံထမ်းသမားတွေကိုသေုပ်ဆောင်ပြပါတယ်။သေုပ်ဆောင်ပညာကိုစနစ်တကျလေ့လာသင်ယူထားတာမဟုတ်တဲ့အတွက်စတာလုံးဟာကုံထမ်းသမားတွေရဲ့စားနောက်လောင်ပြောင်တာကိုအမြဲခံခဲ့ရပါတယ်။ဒီတော့စတာလုံးဟာအမှုပညာဝမ်းစာဖြည့်ဖို့အတွက်ကုံထမ်းရင်တစ်ဖက်နဲ့ကြေးစားလက်ဝိတ်ထိုးပါတော့တယ်။ရလာတဲ့ပတ်စံတွေကိုစုကာနောက်ဆုံးမှာအမှုပညာအကြောင်းကိုတက်နိုင်ခဲ့ပါတယ်။ဒီလိုနဲ့ကျောင်းရှိမှာဈေးရောက်တဲ့အမျိုးသမီးတစ်ယောက်နဲ့ချစ်ကြိုးသွယ်မိပြီးအိမ်တောင်ကျသွားပါတော့တယ်။အိမ်တောင်ကျတော့လဲမင်းသားဖြစ်ချင်တဲ့သူ့ဆန္ဒဟာလျော့မသွားတဲ့အပြင်ပို၍တောင်တိုးပွားလာပါတော့တယ်။အိမ်တောင်တဲ့စတာလုံးတယောက်အလုတ်မဲရမလုပ်ဖဲမင်းသားအိုက်တင်တွေပဲတစ်ချိန်လုံးကျင့်နေပါတော့တယ်။နောက်တော့သူ့မိန်းမဟာတိမခံနိုင်တဲ့အဆုံးငွေမရှာပဲမင်းသားယူနေတဲ့သူ့ကိုအိမ်ပေါ်ကနင်းချလိုက်ပါတော့တယ်။စတာလုံးဟာသူ့အချစ်တော်ခွေးလေးရော်ကီကိုဆွဲကအိမ်ပေါ်ကဆင်းခဲ့ရပါတော့တယ်။ဒီလိုနဲ့စတာလုံးဟာလမ်းဘေးကိုရောက်သွားခဲ့ပါတော့တယ်။သူဟာခြေတလုံးအိမ်တိုင်ဘဝကိုရောက်သွားခဲ့ပေမဲ့လည်းမင်းသားဖြစ်မဲ့နီလန်တွေကိုကြံစနေတော့မှာပဲ။နောက်တော့ကြံရမရတဲ့အဆုံးအမှုပညာရှင်တွေလာကစားလေးရှိတဲ့အားကစားယုံကြီးမှာတန့်ရှင်းရေးဝန်ထမ်းဝင်လုပ်ပါတော့တယ်။ပြီးတော့လာသမျှအမှုပညာသမားတွေဒရိုက်တာတွေကိုအိုက်တင်အမျိုးမျိုးလုပ်ပြကမင်းသားတင်ဖို့ကမ်းလှမ်းပါတော့တယ်။မျက်နာတစ်ချမ်းရွက်နေတဲ့အပြင်စကားမပီတဲ့တန့်ရှင်းရေးအလုပ်သမားတယောက်ရဲ့တောင်းဆိုမှုကိုဘယ်သူမှအရေးမလုပ်ကြပါဘူး
ဒီနီးကအလုံးမဖြစ်မှန်းသိတော့နောက်တနည်းစမ်းကြည့်ပါတယ်အဲ့ဒါကတော့ရုပ်ရှင်ထုတ်လုပ်သူတွေစီအချိန်ပေါင်းရာထောင်ချီသွားကသူ့ကိုမင်းသားတင်ရိုက်ဖို့တောင်းဆိုတာပါထုံးစံအတိုင်းအားလုံးကတော့ no ပါပဲတစ်ချိန်မှာတော့ပေးမရရင်မပြန်တော့ဘူးဆိုပြီးမထားတော့ပဲပေကပ်ပြီးထိုင်ကဇော့အတင်းတောင်းဆိုပါတော့တယ်နောက်ဆုံးတော့လူချမ်းအခန်းကမိနစ်ပိုင်းလောက်တရုပ်ဆောင်ခွင့်ရလိုက်ပါတယ်ဒီလိုနဲ့ငတ်တလဲပြတ်တလဲဖြစ်လာတဲ့အခါခွေးကြွေးဖို့တောင်မတတ်နိုင်တဲ့အဆုံးရင်နာနဲ့ပဲသူ့အချစ်တော်ခွေးလေးရော်ကီကို$25နဲ့ရောင်းလိုက်ရပါတော့တယ်စတားလုံးဟာဘဝပြက်ပြီးလမ်းဘေးမှာလမ်းဘေးမှာစားနေရပေမဲ့မင်းသားဖြစ်ချင်တဲ့ဆန္ဒကတော့နည်းနည်းမှလျော့မသွားခဲ့ပါဘူးပြင်းပြတဲ့ဆန္ဒဟာအခွင့်လန်းတွေကိုတန်လိုက်လို့ဆွဲငင်နေဆိုတဲ့အတိုင်းတရက်မှာတော့စတားလုံးတယောက်ဟာမိုဟာမက်အလီရဲ့လက်ဝိတ်ဘွဲကိုကြည့်ပြီးတော့သူ့ကိုယ်သူလက်ဝိတ်သမားတယောက်အဖြစ်ဇလန်းဆင်ပြီးစိတ်ကူးနဲ့အားရပါရတရုပ်ဆောင်နေပါတော့တယ်နောက်တော့သူ့စိတ်ကူးထဲမှာဆင်ထားတဲ့ဇလန်းတွေကိုစာရွက်ပေါ်မှာခြာရေးလိုက်ပါတော့တယ်ဘာစာကိုမှမေမေရမရေးခဲ့ဘူးတဲ့စတားလုံးဟာဇလန်းထဲမှာဇံဝင်ပြီးမအိမ်မစားပဲနာရီ20တိတိတထိုင်နဲ့ရေးချလိုက်ပါတော့တယ်ဒီဇလန်းကိုသူကိုယ်တိုင်တရုပ်ဆောင်ဖို့ဆုံးဖြတ်လိုက်ပါတယ်ဇလန်းနာမည်ကတော့သူ့ချစ်တော်ခွေးလေးရဲ့အမည်ရော်ကီပဲဖြစ်ပါတယ်ဒီစာမူကိုကင်ပြီးတော့ထုတ်လုပ်သူတွေဒရိုက်တာတွေကိုတယောက်ပြီးတယောက်သွားတွေ့ပြီးရုပ်ရှင်ရိုက်ဖို့ကန့်လန့်ပါတယ်အားလုံးလူကသဘောကျသွားကြပါတယ်သူ့ဇလန်းကိုပါသူ့ကိုမင်းသားတင်ရိုက်ဖို့ကတော့မဖြစ်နိုင်ဘူးလို့ညှင်းဆန်ကြပါတယ်သူ့ဇလန်းကိုတောင်ကနန်းကနေတိန်ကနန်းအထိပေးဝေသူတွေရှိလာပါတယ်သူကလည်းသူ့ကိုမင်းသားတင်မရိုက်ရင်မယောင်းဘူးဆိုပြီးညှင်းဆန်ပါတယ်နောက်ဆုံးမှာ$1 သန်းပေးတဲ့သူတောင်ပေါ်လာပါတယ်ချက်ချင်းမီလီယံနာဖြစ်မဲ့အရေးပေါ်ခဲ့ပေမဲ့မင်းသားဖြစ်ချင်တဲ့သူ့ရဲ့ဆန္ဒကသာစိုးမိုးနေခဲ့ပါတယ်ဒါကြောင့်ဇလန်းစာမူကို$1 သန်းနဲ့ကန့်လန့်တာကိုလည်းညှင်းဆန်လိုက်ပါတယ်ဒီခေတ်က$1 သန်းဆိုတာနည်းနည်းနောငွေပမာဏမဟုတ်ပါဘူးဒီလိုနဲ့နောက်ဆုံးမှာတော့သူ့ရဲ့ဇလန်းစာမူကိုအရန်ကြိုက်တဲ့အတွက်သူ့ကိုမယုံမရဲနဲ့မင်းသားတင်ရိုက်မဲ့သူတဦးနဲ့ဆုံတွေ့ခဲ့ပါတယ်လက်ငင်းအနေနဲ့$3000ခွဲအောက်ကြီးနဲ့ပဲရမှာပါရုပ်ရှင်အောင်မြင်မှရာခိုင်နှုန်းနဲ့ပေးဖို့ညှိနှိုင်းသဘောတူကငွေ$3000ခွဲကိုယူလာခဲ့ပါတယ်အဲ့ဒီနောက်သူ့အချစ်တော်ခွေးလေးရော်ကီကို$25နဲ့ပြန်ဝယ်ဖို့တွားခဲ့ပါတယ်သူအရန်ပြန်လိုချင်နေမှန်းသိတော့ဈေးတင်ပြီးပြန်ရောင်းလိုက်တာ$1000ခွဲနဲ့ပြန်ဝယ်ခဲ့ရပါတယ်ရုပ်ရှင်တကယ်စားရိုက်တဲ့အခါမှာတော့ထုတ်လုပ်သူကငွေသိန်းကနန်းလောက်ပဲထုတ်ပေးလို့စတားလုံးတယောက်အခက်တွေ့သွားပါတော့တယ်ဒီငွေလောက်နဲ့ကဘာကျော်ရုပ်ရှင်ကားရိုက်ဖို့မဖြစ်နိုင်တဲ့အတွက်ပတ်စံထုတ်ချေးပေးမဲ့သူကိုထပ်ရှာရပါတယ်ဇွဲကောင်းလာတဲ့စတားလုံးဟာနောက်ဆုံးမှာလိုအပ်တဲ့ငွေတသန်းကိုခက်ခဲရှာဖွေနိုင်ခဲ့ပါတယ်ဒီလိုနဲ့ရုပ်ရှင်ကားကြီးကိုရိုက်ကူးပြီးစီးလို့ယုံတင်လိုက်တဲ့အခါမှာတော့သူ့ဘဝနဲ့ယဉ်ပြီးပေးဆက်ခဲ့ရတဲ့ရော်ကီဇာကားဟာရုပ်ရှင်သမိုင်းမှာမကြုံဘူးတဲ့အောင်မြင်မှုကိုရခဲ့ပါတယ်အဲ့ဒီခေတ်က$180 သန်းနဲ့ဝင်ငွေစံချိန်ချိုးခဲ့ပြီးအကယ်ဒမီ10ခုတောင်ရရှိခဲ့ပါတယ်အကောင်းဆုံးမင်းသားစုကတော့ကျွန်တော်တို့ဇက်လိုက်ကျော်စတားလုံးပါပဲပြင်းပြတဲ့ဆန္ဒဇွဲတက်တီတွေကိုပိုင်ဆိုင်ထားတဲ့စတားလုံးရဲ့အထုပ်ပတ်တီဟာယနေ့ကမ္ဘာရုပ်ရှင်တက္ကသိုလ်တွေရဲ့တင်ယိုးညွန်းတန်းထဲမှာတင်နေရတဲ့ပြဋ္ဌာန်းထားခြင်းဖြစ်လာခဲ့ပါတယ်ဒါကြောင့်လူငယ်များအနေနဲ့စတားလုံးလိုဘဝရဲ့ဒဏ်ရာဒဏ်ချက်တွေတခြားသူတွေရဲ့နှိမ်ချဆက်ဆံတာတွေကဲ့ရဲ့တာတွေကိုလောင်စာအဖြစ်အသုံးချကအရှိန်ပြင်းပြင်းနဲ့မောင်းနှင်ပြီးအောင်မြင်တဲ့ဘဝကိုတည်ဆောက်နိုင်ကြပါစေလို့တိုက်တွန်းလိုက်ခြင်းပါတယ်အားလုံးမလျှော်သောဇွဲလုံးလားပြင်းပြသောဆန္ဒနဲ့လိုရာပန်းနိုင်ကိုအရောက်လန်းနိုင်ကြပါစေ။